အခါတော့ကတောင်တန်းဘက်မှာရွာလေးတစ်ရွာရှိခဲ့ပါတယ်။ဒီရွာမှာဦးမောင်သိန်းဆိုတဲ့မွေးမြူရေးလူကြီးတစ်ယောက်နေထိုင်ခဲ့ပါတယ်။ဦးမောင်သိန်းကမွေးမြူရေးအလုပ်ကိုစိတ်ရှည်ရှည်စီကံတကြလုပ်သူဖြစ်ပါတယ်။ ဦးမောင်သိန်းရေကျွန်တော်နွားဖျားနာနေလို့ကူညီပါဦးဟုတ်လားစိတ်မပူပါနဲ့ကိုမင်းဟာကျွန်တော်အခုပဲထွက်လာပါမယ်ခဏအကြာမှမောင်သိန်းရောက်လာတယ်။မောင်သိန်းကနွားကိုတေချာလေးဆေးကူတယ်။သူကကို့အကျိုးထက်ရွာရဲ့အကျိုးကိုအရင်စဉ်းစားသူဖြစ်ပါတယ်။တရက်မှာတော့မိုးကြီးရွာလာပါတော့တယ်။မိုးကမတိတ်တာကြောင့်မောင်သိန်းကနွားတွေကိုနေရာရွှေ့ပေးဖို့စဉ်းစားတယ်။မိုးအရန်ကြီးတာကြောင့်မောင်သိန်းကရွာသားတွေစီအကူအညီတောင်းခဲ့တယ်။ နွားတွေကိုမြင့်တဲ့နေရာပြောင်းမဲ့အားလုံးကျွန်တော်ကိုကူညီကြပါမောင်သိန်းအဲ့လောက်ပြောလိုက်တာနဲ့ရွာကလူတွေစိတ်တက်ကိုကြွမောင်သိန်းကိုကူညီဖို့ရောက်လာတယ်။အရင်ကမောင်သိန်းကရွာသားတွေကိုကူညီခဲ့တယ်လို့အခုတော့ရွာသားတွေကလည်းသူ့ကိုပြန်လဲကူညီကြပါတယ်။မိုးတိတ်ပြီးနောက်မောင်သိန်းကမိုးကြောင့်မကျန်းမာဖြစ်တဲ့တရွာလုံးကနွားကိုလည်းဆေးကုပေးခဲ့တယ်။ ဦးမောင်သိန်းဟာဒီရွာရဲ့အမှန်တကယ်အင်အားပါစိတ်ကောင်းရှိသူကိုအချိန်ကြာလာရင်လူတိုင်းကအားကိုးလာကြပါတယ်။